တင်ဟာ geometry တက်တယ်မှာခုလို map တွေလောက်ဖို့စဉ်းစားလိုက်တိုင်းမှာဆိုရင်တော့ခုလိုပေါက်ပန်း40တွေကြက်လာပါတလားဒါဆိုရင်ရောဒီဗီဒီယိုကတင့်အတွက်မဟုတ်ပါဒါမှကိုယ်ပိုင် map လောက်ပါ game mode တွေကိုအရင်ဆုံးနားလည်ဖို့လိုပါလိမ့်မယ် map create တဲ့အချိန်မှာ layout နဲ့ decoration နှစ်မျိုးရှိပါတယ် layout ဆိုတော့ခုလိုမျိုးကြည့်ပြီးတော့ gameplay ကိုဦးစားပေးပါ decoration ကပြောရရင်ရှေ့ကြီးပေါ့ရှင်းဆိုတာအခုလိုမျိုးဒီလိုတွေကို decoration လို့ခေါ်ပါ decoration မှာလည်း background decoration နဲ့ object decoration နှစ်မျိုးခွဲတာပါအဲ့တော့စလုပ်လိုက်အောင် layer 0ကိုရွှေ့ပါမယ်ပြီးရင်တော့ကိုလုံးမဲ့ layer အောက်ကိုစလုပ်ပါပြီးရင်ကြည့်လို့ကောင်းတော့အောင်လို့ဘေးနားရဲ့ object အပိုလေးတွေအလှဆင်ပေးလိုက်ပါမယ်ခုလိုပြီးရင် decoration လေးစပြီးတော့ဆင်ပါမယ်ဆင်တဲ့အချိန်မှာလည်း color တွေဒီလိုရှော့မသုံးမယ်နဲ့တယောက်နဲ့တယောက်ဆက်ရှိအောင်သုံးခုပြရတဲ့အတိုင်း decoration ဆင်ပြီးတော့ဆိုရင်ရော layer အောက်ကိုကျွန်တော်တို့ switch လိုက်ပါပြီးရင် hide လိုက်အောင်ပါဥဆိုရင်မိတ်ဆွေ fancy တဲ့ဥစ္စာလေးပြီးတော့ပါပြီကဲ UI အကြောင်းပို့လေ့လာချင်မှာနောက်ဗီဒီယိုမှာတင်ပြပါမယ်ကြည့်ရှုပေးရတော့အားလုံးကျေးဇူး